ကျွန်တော်တို့အနေနဲ့အတိုင်းတာတစ်ခုရဆိုကျွန်တော်အသက်50တန်းရောက်ပြီပေါ့နော်ကျွန်တော်နောက်အများဆုံးနေရလား15နှစ်အနှစ်20ပေါ့အများဆုံးပေါ့ဒါကျမ်းမာကြီးကောင်းပါပေါ့ထားလိုက်ပါဒီလိုမျိုးဆိုတော့ကလေးတွေရဲ့အနာဂတ်ဒါကျွန်တော်သားတွေအတွက်ကျွန်တော်လုပ်တဲ့တော်လိုင်းမဟုတ်ဘူးနော်လူငယ်တိုင်းအတွက်ကျွန်တော်ဒီထဲကိုထဲဝင်ပါဝင်ဖြစ်တာဆိုတော့လူငယ်တွေရဲ့အနာဂတ်တွေကိုအချိုးအဖြတ်ချိုးဖြတ်ဖြတ်စည်းခံလိုက်ရတာကိုလက်မခံနိုင်တာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီအတိုင်းသာဆက်ပြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဟိုအမှတ်သေးကြီးကျွန်တော်တို့မထားကြအရင်တော့ကျွန်တော်တို့ကဘာသာရေးကတယောက်ကဟိုဖြစ်တယ်ဆိုလဲခွန့်လွတ်လိုက်ပြီးသွားတာပဲ no ကျွန်တော်အဲ့ဒါကိုလက်မခံနိုင်တော့တာပေါ့အရင်တော့လက်ခံနိုင်တဲ့စိတ်ရှိသေးတယ်တောင်းပန်ရင်ကြေးသွားတယ်ဆိုတဲ့သဘောတဘာဝတွေဂျင်းတဲ့ခံထားတဲ့ကိစ္စတွေဒီတစ်ခါတော့လုံးဝလက်မခံနိုင်ဘူးဒါမဖြစ်ရဘူးဒီတစ်ခါတော့အဆုံးသက်ကိုပဲဖြစ်ရမယ်ဆိုတဲ့ဟာမျိုးနဲ့အဆုံးထိပါဝင်ဖြစ်တာပေါ့လေကဲရှင်းနာကြီးကြော်ပဲရှိသေးတယ်တနက်နဲ့လာပြစ်သွားတာအိမ်ကိုတနက်လာပြစ်တော့18ရက်12လ2021မှာတနက်နဲ့လာပြစ်တယ်အိမ်ချိတ်ပိတ်တော့18ရက်1လ2022 18ရက်တည်းကြီးပဲဘောနေချိန်သားကြိုက်လောက်တာလားရှစ်ကနန်းနဲ့ဘေးရင်းရက်ခါလက္ခဏာရင်းနဲ့များလောက်သလားတကယ်တမ်းကျတော့ကျွန်တော်ကဒီ documentary ကဟိုတီးတဲ့အနေနဲ့အခုဒီအချိန်မှာပြဖို့တော့ကျွန်တော်စဉ်းစားခဲ့တာမဟုတ်ဘူးတကယ်တော့တော်လိုင်းပြီးသွားတဲ့အချိန်ကျမှကျွန်တော်ဘယ်လိုဖြတ်သန်းခဲ့လဲကျွန်တော်ဘာတွေလုပ်ခဲ့လဲဆိုတာကိုအဲ့တော့မှပြမယ်ဆိုပြီးကျွန်တော်ကအယုတ်သမားပေါ့ဒါရိုက်တာတယောက်ဖြစ်တော့ကျွန်တော်ကဒါတွေကိုကျွန်တော်ကမှတ်တမ်းတွေကျွန်တော် save လုပ်ရင်းနဲ့ကျွန်တော်သိမ်းထားခဲ့တာပေါ့နော်တီးတဲ့တကူတကအနေနဲ့တော့မဟုတ်ဘူးပေါ့လေဒီ document တွေဒီလဲကျွန်တော်တို့တင်းတစ်ချိန်မှာတမိုင်းမှတ်တမ်းတစ်ခုလဲဖြစ်မယ်ဆိုတာလဲသိနေတော့ documentary လုပ်မယ်ဆိုပြီးတော့ပြခဲ့တာဒီရုပ်တွေဒီဟန်ဆောင်ပြီးတော့ရိုက်ထားတာတွေမဟုတ်ဘူးတကယ်ပြေးရင်လွှားရင်းနဲ့ဥရဖားရနဲ့ကိုရိုက်ခဲ့ကျွန်တော်သူတို့လက်ထဲမှာလဲကျွန်တော်အဖမ်းခံလို့မရအောင်ကျွန်တော်ကိုယ်တိုင်လဲကိုဗစ်ကြောင့်ကျွန်တော်တည်သွားလို့မရအောင်ကျွန်တော်ဆေးမရှိဘူးเนาะအောက်ဆီဂျင်မရှိဘူးဒါပေမဲ့ကျွန်တော်အဲ့ဒါကိုဘယ်လိုဖြတ်သန်းမလဲအဲ့တော့ကျွန်တော်ကျမ်းမအောင်ကျွန်တော်နေတယ်ကျွန်တော်အစာမစားခြင်းဘူး green မှာတဲ့ green ထဲမှာကျွန်တော်အစာစားခြင်းစိတ်မရှိဘူးဒါပေမဲ့ကျွန်တော်ဘာဖြစ်လာကျွေးတဲ့ဟာတွေဘုန်းကြီးကြောင့်ကျွေးတာအကုန်လုံးကျွန်တော်မောင်းထည့်တာကျွန်တော်ဆွဲတာကျွန်တော်စားတယ်ကျွန်တော်ကျမ်းမာနေဖို့လိုတယ်ကျွန်တော်မတည်ဖို့လိုတယ်အဲ့ဒီလိုမျိုးခက်ကိုဗစ်ဖြတ်သန်းနေရတဲ့အချိန်တဲမှာကိုပဲကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အယုတ်တွေကိုကျွန်တော်အမိအယကျွန်တော်မှတ်တမ်းတင်ပြီးတော့ကျွန်တော်ဖြတ်တန်းခဲ့ရတာပေါ့လေကျွန်တော်ကဘာလို့ပဲဒီဇက်ကားကနေဘာမျောလင့်လဲဆိုတော့တချို့တွေကတာယာနဲ့အေးဆေးနဲ့သူတို့တွေရဲ့ပုံဖြတ်ပြီးတော့ပုံစံသွင်းနေတဲ့အထဲမှာအသားတကြနေကြတဲ့လူတွေတော်တော်များများရှိတာပေါ့နော်အဲ့တော့အဲ့ဟာဘာလဲဆိုတော့ကိုယ်နေရာလေးပဲကွက်အေးနေလို့ຫນွေကမပူပါဘူးလို့ထင်နေကြတဲ့သူတွေပေါ့လေအဲ့လူတွေကကျွန်တော်ရဲ့ဖြတ်တန်းမှုကျွန်တော်ရက်တီရှောင်နေတဲ့ဒီကျွန်တော်ရဲ့လမ်းပေါ့လေဒီလမ်းပေါ်မှာယုံကြည်ချက်ရှိနဲ့ရှောင်နေတဲ့အခါမှာကျွန်တော်ကိုမြင်ပြီးတော့သူတို့ရဲ့နှလုံးသားထဲမှာတခုခုတော့သူတို့ထဲမှာတွေးစရာမြင်စရာတခုခုတော့ရသွားလိမ့်မယ်ဆိုတာတော့ကျွန်တော်ယုံကြည်တယ်အဲ့ဒါဘာလဲဆိုတာတော့ခံစားမဲ့သူပေါ့တကားကိုကြည့်လို့ခံစားမဲ့သူရဲ့ level နဲ့ဆိုင်တာပေါ့နော်သူ့ရဲ့ level မှာမူတည်ပြီးတော့သူ့မှာလူသားဆန်တဲ့စိတ်တခုရှိနေရင်တေးကြတယ်တခုခုတော့ကျွန်တော်ရှိရနေဒီဇာကားလေးကနေရသွားမယ်ဆိုတာယုံကြည်တယ်ဘာလဲဆိုတာတော့တိတိပပပြောဖို့တော့ခံစားတဲ့သူနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်ဟုတ်
တကယ်တမ်းကျတော့ကျွန်တော်ကဒီ documentary ကကျွန်တော်အရင် Orient ကိုဒါပြဖို့အတွက်ကအရင်လုပ်ခဲ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်အကြံပေးတဲ့တငယ်ချင်းတွေနဲ့တိုင်ပင်ပြီးတဲ့အချိန်မှာဒီ short film တစ်ခုခုကိုကျွန်တော်တို့ကလက်ရှိအခြေအနေမှာ CDM တွေကိုကျွန်တော်တို့ကစီယုံဖို့ CDM တွေကိုဂုဏ်ပြုဖို့ဆိုတဲ့အခြေအနေမျိုးတွေမှာကျွန်တော်စဉ်းစားလိုက်တဲ့အချိန်မှာမတောင်းမီတော့မိုခါရီကိုနောက်မှရိုက်လိုက်တာဒါပေမဲ့နောက်မှရိုက်လိုက်တဲ့ကားကအရင်ပြည်သက်ရှိကိုပြပြလိုက်ပြီးတော့ဒီ documentary ကတော့တကယ်တော့ဒီကောင်ကအရင်လုပ်ခဲ့တာပေါ့နော်လုပ်ခဲ့ပြီးတော့မှကျွန်တော်နောက်မှပြပြတာပေါ့ကျွန်တော်တို့ရဲ့ရောင်နီသည်2023သည်ကျွန်တော်တို့ရဲ့အဆုံးသက်နှစ်ဖြစ်တယ်လို့ကျွန်တော်တို့တွေခံယူထားတယ်အဲ့အတွက်ကြောင့်2023သည်ကျွန်တော်ဇကားတွေကလိုပဲရောင်နီလာရလမ်းကျွန်တော်တို့အတွက်ရောင်နီကမြင်နေရပြီးဒီလမ်းကိုကျွန်တော်တို့အဆုံးထိဆက်ရောက်အောင်သွားဖို့အတွက်ဒီချိန်ကကျွန်တော်တို့အတွက်ခွန်အားတွေကျွန်တော်ဒီဇကားကနေခွန်အားတွေတော့၎င်းစာနာမှုတွေတော့၎င်းဘဝအမြင်တွေတော့၎င်းတခုခုပေါ့လေတွေးခေါ်တွေတော့၎င်းတခုခုပေါ့ရစီလိုခြင်းစေရနာပေါ့လေအဲ့ဒါနဲ့ဟောပေါ့ကျွန်တော်ရဲ့ဖြတ်သန်းနေရတဲ့ကျွန်တော် live ကိုတချို့တဝက်ပေါ့လေချို့တဝက်ကိုလည်းပိတ်သက်ကိုကျွန်တော်ချပြမယ်ပေါ့လေဒီကနေရမယ့်အကျိုးမြတ်ကိုလည်းရလာမယ့်ဟိုဟာတွေကိုလည်းဒေါ်လာရေးအတွက်ကျွန်တော်ပါဝင်ကူညီမယ်ဆိုတဲ့စိတ်နဲ့ဒီကားကိုပြဖို့ဒီ2023ဒီ February နှစ်ပြည့်မှာပြဖို့အတွက်ကျွန်တော်ဆုံးဖြတ်ခဲ့တာပေါ့ဟုတ်ရေလုံးကခစ်တွေနဲ့တော့ဘွားတွေနဲ့တော့တလိုင်းသမားဘွားတွေနဲ့တော့ကွာလာပေါ့ကွာဝါးယူပါလေကွာဝါးယူဆိုတော့အေးဆေးပါကျွန်တော်အဆင်ပြေပါတယ်အရင်တော့လည်းကားကောင်းနဲ့0ကီလိုကားကြီးတွေကိုတစ်ဆက်ဘာခေါ်မလဲကျွန်တော်ကားရဲ့အသစ်နံပေါ့လေအသစ်နံလေးရှူပြီးမောင်းရတဲ့ကားတွေတော့လည်းတမျိုးပေါ့အခုတော်ရဲကဖုန်လေးထောင်းတဲ့ကားတွေမောင်းတော့လဲဖုန်နံလေးသပွေးမွေးနေပေါ့အဆင်ပြေပါတယ်ကျွန်တော်ကဘယ်လိုဝင်ကားနော်ဘာလို့လဲဆိုတော့ဒီကားရှေ့ကိုပဲသွားလို့ရတယ်နောက်ပြန်ဆုပ်လို့မရအောင်ဘက်ကီယာမပါတဲ့ကျွန်တော်ကဘာလို့လဲတော်လိုင်းရေးအတွက်ရှေ့ကိုပဲသွားမယ်ဆိုတဲ့အတိတ်နမိတ်နဲ့ဘာဝတရားကြီးကကျွန်တော်ဘက်ကီယာပြုတ်တာဆိုတော့သွားခြင်းရင်ရှေ့ကိုပဲသွားပြရတယ်နောက်ပြန်ဆုပ်လို့မရအောင်